ကဲဒီနေ့မှာတော့ 1vs4 မပြစ်တဲ့ချင်းကြီးကိုလည်းကျွန်တော် 1vs4 ပြစ်နေတဲ့ကျွန်တော်လာတင်ပေးမယ်အဓိကကတော့ကျွန်တော် 1vs4 ပြစ်မယ်ဆိုကျွန်တော်တီးထားရမယ်အဓိက main အချက်ကတော့စိတ်ကိုဒီငင်လေးထားရမယ်ကျွန်တော် shotgun နဲ့ M4 ကင်ထားတယ်ကျွန်တော်ရှေ့ကို push သွားတယ်နော်အဲ့ဒီကြောက်သုံးကျွန်တော်ကကာဘာယူမှပြစ်မှာဒါပေမဲ့အဲ့မှာတကောင်ရှိတယ်တွေ့လားကျွန်တော် shotgun နဲ့နှောက်လိုက်တာဟိုကောင်အိမ်လွဲတယ်ဗျာကျွန်တော်တရပဲဒီလိုခြေနေမျိုးပါဆိုကွာစောင့်ပြရမှာတွေးလေးလိုးနေပြီဆိုတော့လေစောင့်ပြရမှာ3000နှောက်လိုက်တွေ့လားနောက်ဆုံးတစ်ကောင်မှကြံပြီဒီကောင်ကအသားလေးပဲခဏကိုစောင့်ရကဲစားတာပါဗျာကျွန်တော်ဒီခေါက်တော့တကယ် 1vs3 ကိုကျွန်တော် share ဖြုတ်ပြမယ်ဆိုတော့အားလုံးတွေ့မြင်တဲ့အတိုင်းပဲရှေ့မှာပြိုင်ကားလေးနဲ့ okay ပုံကောင်ပြီးသွားတယ်ဆိုကျွန်တော်ဒီကောင်လိုက်တယ်ခုံတယ်ခုံလို့မရဘူးအဲ့နာကတစ်နေဗျာအဲ့နဲ့ကျွန်တော်လဲဦးစီလေးနဲ့ဒီဘေးမှာကတ်နေကောင်ကဒါလေးနှော့တယ်ကောင်ကသွေးဖြိနေအဲ့ကောင်ဒါလေးနှော့လိုက်တယ်သူ့လူခေါ်ချင်တဲ့အနေနဲ့ကျွန်တော်နည်းနည်းဓာတ်မိတ်ပေးလိုက်တော့ဟဲ့ငါ့ဘာခေါ်နေပြီလောင်းဆိုကောင်လေးစွီတက်လာမြန်မာလိုဟူးဆိုငါတခါလေးဖုံလို့ဦးစီလေးနဲ့တရဆိုမှကြမ်းပေးလိုက်ဆိုတော့နောက်ဆုံးတကောင်ပဲကြမ်းပြီဆိုတော့ကျွန်တော်တို့စိတ်ကိုတည်ငြိမ်ဖို့ပဲလိုတယ်မဟုတ်လားအဓိကဘာတေချာမှတ်မယ်တင်းနှစ်သုံးစိတ်ကိုတည်ငြိမ်ထားပါဆိုတော့ကျွန်တော်အခုဟိုးဘက်တော့မှတကောင်ရှိတဲ့ကောင်ကျွန်တော်လိပ်ပြလဲနဲ့အဲ့လဲကျွန်တော်အိမ်ခေါမို့ဖို့တက်လိုက်မယ်ဒီကောင်ဘေးနားမှာရှိရဆိုကျွန်တော်ခြေတန်းနားထောင်မယ်မကြောက်ဒီကောင်ဘေးရောက်နေလဲမကြောက်ခုနဒီနာကြားလိုက်တာဟာဟျောက်ဒီနာကတ်နေဒီကောင်